အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ပုံမှန်ပြောနေကြတမန်ကျန်းစာပုံပြင်မဟုတ်ပဲဘာလို့ခရစ်ယာန်တွေငယ်တဲ့တီးပြီးသား Bible story တွေကိုပြန်ပြောပြတဲ့ဒီ YouTube channel ကိုစတင်လှုပ်ဆောင်ခဲ့ရတာလဲဆိုတော့ရည်ရွယ်ချက်ကိုအနေငယ်ပြပြချင်ပါတယ်အရင်ဆုံးကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုမပြောပြခင်ကျွန်တော်ရဲ့ Storybook မြန်မာဆိုတဲ့ YouTube channel လေးကို subscribe လုပ်ပေးကြဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်โอเคဒါဆိုစလိုက်အောင်နော်ဒီဗီဒီယိုကြည့်နေတဲ့ညီကောင်မောင်နှမတွေရောငယ်တော့ကြားဖို့ကြလားမသိဘူးနော်အေးကတင်မောကိုတောင်ပေါ်မှာဆောက်လို့လူတွေကတင်မောဆိုတာရေနဲ့နီးရဲ့နေရာမှာပဲဆောက်ရတာနော်အေးကတောင်ပေါ်မှာဆောက်လို့ယူနေပြီဆိုပြီးဝိုင်းလောင်ကြတဲ့ဆိုတဲ့အကြောင်းလေးနောက်ပြီးတော့မိုးကြီးကျယ်ရွာပြီးတော့ကဘာလုံးရေလမ်းမိုးမယ်ဆိုပြီးလူတွေကိုလိုက်တတိပေးလို့လူတွေကမဖြစ်နိုင်ပါဘူးကွာဆိုပြီးနော်အေးကိုလောင်ပြောင်ရီမောကြတယ်ဆိုတဲ့အကြောင်းလေးကြားဖို့ကြလားမသိဘူးကျွန်တော်ကတော့ဒီလိုပဲငယ်တဲ့တိလာခဲ့ပေါ့ဒါပေမဲ့တမန်ကျမ်းစာကိုတကယ်လေ့လာဖြစ်တဲ့အခါမှာနော်အေးတင်မောကိုဘာမှစောက်တယ်ဆိုအတိအကျဖော်ပြထားတာမျိုးလည်းမတွေ့ရသလိုနော်အေးကိုလူတွေကလှောင်ပြောင်နေဆိုတာလည်းမတွေ့ရပါဘူးဒါပေမဲ့နော်အေးကဖြောင်းမဲ့တဲ့သူဖြစ်လို့လူတွေကိုဖြောင်းမဲ့ခြင်းတရားကိုဟောခဲ့ပါတယ်ဆိုတာကိုတော့နှစ်ပေအခန်းကြီးနှစ်ငယ်9မှာတော့တွေ့ရတယ်ပေါ့နော်နောက်ပြီးတရိษံတွေကိုလည်းအထီးမှတစုံစီတင်မောထဲမှာထည့်တယ်ဆိုတာလည်းတကယ်တော့ကဘာဦးကျန်းအခန်းကြီး6အငယ်19နဲ့20မှာဆိုလို့ရှိရင်အထီးမှအစုံလို့တာသုံးလုံးထားပြီးတော့အခန်းကြီး9အငယ်2ကနေ3မှာဆိုလို့ရှိရင်စင်ကြဲတဲ့သားမျိုးတစ်မျိုးမျိုးမှာ9စုံမစင်ကြဲတဲ့သားမျိုးတစ်မျိုးမျိုးမှာ2စုံမိုးကောင်းငင်ငက်တွေဆိုလို့ရှိရင်9စုံဆိုပြီးအတိအကျဖော်ပြထားတာတွေ့ရတယ်နောက်ပြီးတော့အာဗြဟံကဣဇက်ကိုယေဘုစော်ကန်ဒီမှာလည်းဘုရားသခင်ကအာဗြဟံကိုတိုက်ရိုက်ခေါ်တယ်လို့မျိုးတိထားပြီးမဲ့ကဘာဦးကျန်းအခန်းကြီး20အငယ်17မှာဆိုလို့ရှိရင်ကောင်းကင်တမန်အဖြစ်ခေါ်တယ်ပေါ့နော်အဲ့လိုမျိုးအစရှိတဲ့ဖြင့်နည်းနည်းလေးစီလွဲနေရလေးတွေတွားတွေ့ရတယ်ဒီ story တွေကိုပြောပြတဲ့သူတွေကလည်းကလေးတွေကိုပို့ပြီးစိတ်ဝင်စားအောင်ပြောရင်းနဲ့မတိမတာလေးစီလွဲမလာကြတယ်လို့ပဲကျွန်တော်တို့မြင်ပါတယ်ဒါငယ်ငယ်ကလေးကခေါင်းထဲမှာဆွဲလာခဲ့တာတွေကကြီးလာတဲ့အခါမှာတစ်ခါတလေထုတ်ရခက်လာပါတယ်အဲဒါကြောင့်မလို့ Bible study လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်Sunday school ကလေးတွေကိုသင်ကြားပေးနေတဲ့သူတွေပဲဖြစ်ဖြစ်အနည်းငယ်တော့အထောက်ပံ့နေဖြစ်စေဖို့ကျမ်းစာနဲ့တေချာလေးချိန်ထိုးနိုင်ဖို့အတွက်ဒီလို Bible story တွေပြန်ပြောပြတဲ့ YouTube channel လေးကိုလုပ်ပေးရခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်လည်းလူသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုတွေမှာလည်းပဲကျမ်းစာနဲ့မညီတာတွေမှားပါလာခဲ့လို့ရှိရင်လည်းပဲချစ်တဲ့စိတ်နဲ့ဝိုင်းပြီးတော့ထောက်ပြကြဖို့လည်းတောင်းဆိုချင်ပါတယ် Storybook မြန်မာဆိုတဲ့ YouTube channel လေးထောင်ရခြင်းရဲ့ရည်ရွယ်ချက်ကိုအခုလိုအချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်ပါတယ်ဒီ channel လေးရလည်းပဲတင်းအတွက်အနည်းငယ်တော့အထောက်ပံ့လေးဖြစ်တယ်ဆိုလို့ရှိရင်တခြားလူတွေကို share ပေးခြင်းဖြင့်လည်းပြန်လည်ဝေမျှပေးဖို့မေတ္တာရပ်ခံချင်ပါတယ်အယောင်ချင်းစီတိုင်းပေါ်၌ဘုရားသခင်ကောင်းချီးပေးပါစေ